တော့ကျမတို့ကမပါဝင်တဲ့ဥမာပေါ့ရှင်ကျမပြပြမယ်ထောက်တာဆာဆာနှုတ်ထွက်သွားတယ်ဆိုတဲ့တင်းလေးကြားမှာလေအရန်ပြည်သူတွေစိတ်ဝင်စားပြီးတော့မှတအားဝင်လာကြနော်အဲ့တော့ဒေါက်တာဆာဆာကနောက်တလန်းနဲ့ဒီပြည်သူအတွက်တိုင်းပြည်အတွက်ပဲလုပ်မယ်လို့သူကပြန်ပြီးဖြည့်ရှင်းပြလာတယ်ဖြည့်ရှင်းပြလာတဲ့အခါမှာကျမတို့လက်မခံနိုင်ကြဘာအကြောင်းမှမရှိဘူးဒေါက်တာဆာဆာကိုလည်းအပြစ်ပြောစရာမရှိဘူးအယူကြီးကိုလည်းအပြစ်ပြောစရာမရှိဘူးနော်အားလုံးပဲမင်္ဂလာပါစုံစင်ဖာ channel ကနေကြိုဆိုပါရစေကျွန်တော်ရဲ့ channel ဟာနေ့စဉ်ဖြစ်ပေါ်နေတဲ့သတင်းတူးတွေကိုတင်ဆက်ပေးမှာမို့ like and subscribe လေးလုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ဘာတဲ့မိုးကုံမျိုးကိုတနက်တစ်ချက်မဖောက်ပဲကျွေးတစ်ပေါက်မကြပဲနဲ့ပြန်ရတယ်ဆိုပြီးမှအားချောင်းနေအကောင်တွေကရှိရပါတော့ကျွန်တော်ဒီဗီဒီယိုကြည့်လိုက်တယ်ပေါ့နော်သူပြောထားတာကိုကြည့်လိုက်တယ်ကဲအနုကြီးနဲ့ဗတက်လေးတွေအတွက်တော့စိတ်မကောင်းဘူးကွာနော်ပလောင်ကြီးလေးတွေမင်းတို့ကျေးဇူးတင်တယ်နော်မြို့တစ်မြို့ပြန်ရဖို့အတွက်မင်းတို့ကိုကြီးတွေချွေးမထွက်တော့ဘူးပေါ့ကွာနော်တေချာတခုကတော့ပေါ့နော်တေချာရဲ့ချွေးတော့ထွက်မှာမဟုတ်သွေးတော့ထွက်တော့မှာတေချာရဲ့သွေးမထွက်တော့မှခင်ဗျားတို့သေးထွက်ပြီးမှကြောက်ပါပြီဆိုပြီးမှရှိတဲ့များအဖြူစားလေးတွေပြည်နိုင်ရေးစားလေးတွေနဲ့အလံပြူလေးတွေထောင်းပြီးမှကျွန်တော်တို့အထက်ကအမေရလောက်ရတာပါဆိုတာမျိုးဖြစ်ဦးမှာမင်းတို့ကောင်းနေရတော်တော်လေးမင်းတို့ကတနာဖို့ကောင်းတယ်အဲ့လိုကောင်တွေကိုပေါ့နော်ဒီကြည်တောင်းနဲ့လဲရမှာတော့မှတကယ်စံကုန်မီလေးကောင်တွေဖြစ်တဲ့အတွက်ကြည်တောင်းတော့တန်ဖိုးမရှိတဲ့ကောင်တွေမင်းတို့ဘယ်သူကပြောအောင်ကျွေးမထွက်ပဲကြည်တောင်းကြည်တစ်ချက်မပေါက်ဘဲနဲ့မိုးကုံမျိုးရတယ်လို့မနေ့ကညနေရပဲမင်းတို့ပြည်တဲလေးတွေကမင်းတို့ရှေ့ကျွေးလိုက်ပြီမဟုတ်လားပြည်တဲရှိတဲ့မင်းတို့ဒေတာလေးမြို့ပြင်ကိုမင်းတို့ထွက်ကြည့်ပါလားအတုံးယုံနေဖြစ်ကုန်မယ်ငါမပြောချင်ဘူးမနေ့ကပဲစပြီးမှစတင်ထိတွေ့မှုဖြစ်တယ်ခင်ဗျားတို့ဘက်ကအထိနာလို့ပြန်ဆုတ်သွားတယ်မဟုတ်တယ်မလားတော်တော်တနာဖို့ကောင်းတယ်ခင်ဗျားတို့ကိုပြောချင်တာကဒီလိုမျိုးလွယ်လွယ်ကူနဲ့ဒီလိုမိုးကုံမျိုးကိုပြန်ပေးမှာမဟုတ်ဘူးဆိုတဲ့ mindset ကိုခင်ဗျားတို့ပေးလိုက်တာโอเคပြည်တဲ့ဒီမညံမှုဆိုတာနောက်တစ်ခုကပြည်တဲ့တွေကခင်ဗျားတို့ကိုဒီမျိုးလေးကိုလွယ်လွယ်ကူနဲ့ပေးမှာမဟုတ်ပါဘူးဆိုတဲ့အကြောင်းကိုအကြီးမားဆုံး mindset တစ်ခုကိုပေးလိုက်တာအဲ့လိုဆိုတော့ခင်ဗျားတို့လည်းသွေးသွေးတန်းနေဖြစ်နေရောပေါ့မိုးကုံမျိုးရင်မျိုးပြင်းနေမထွက်ရတော့ပါဘူးတယောက်တည်းမသွားရတော့ပါဘူးအဖွဲ့စည်းလိုက်မှပါအပေါ်ပိုင်းပစင်းတွေခေါ်ပါမယ်ဘယ်ပစင်းမှအသုံးမခေါ်မနေနဲ့အဲ့ဒါကိုပြောချင်တာအချင်းတိုင်းမင်းတို့ကောင်တွေကမြေဩဇာဖြစ်မှာပဲဘယ်ချင်းမျိုးစားဖြစ်မလဲနောက်တစ်ခုကဘယ်ချင်းအလံပြူလေးထောင်းမလဲစောင့်ကြည့်အောင်မယ်တကယ်လို့ပေါ့နော်ဆောင်းနာကောင်ကအလံပြူလေးပါလေးထောင်းပြီးမှကျွန်တော်တို့ကြောက်ပါရီဘူဒီတက်လာရင်တော့လည်းတမျိုးပေါ့အဲ့ဆိုတော့ကျွန်တော်ကတော့ဟားတိုက်ပြီးကြီးမှာပေါ့တော်တော်လေးတနာလို့နောက်တစ်ခုကရှိသေးတယ်မိုးကုံမျိုးမှာကျိုးစောပါရေးဆိုစိုက်ဖို့ကြောင်းမှာဓာတ်ပုံတွေရရလိမ့်မယ်မီဒီယာမှာတင်တော်ရီရပေါ့ရခိုင်ပြည်ကမိုးလေဝသဌာနလို့မဖြစ်သေးလို့မိုးလေဝသဌာနမှာဖြစ်သွားတိမှာပါအားလုံးပဲဓာတ်ပုံကိုဒီချာလေးကိုဒူးတွေပါထောက်ဝင်ရတွေပါမှောက်ရိုက်တဲ့အနေထားမှာသူပါချင်းကိုပါချင်းနဲ့အဝေးရင်ပြေးလာတဲ့ကောင်လေးတွေပါပေါ့နော်အစုလိုက်ပြောလိုက်လေကျွန်တော်အဲ့မှာတော်လေးကိုပေါ့နော်ဝမ်းတာသွားပါတယ်အမှန်ကဝမ်းတာသွားပါတော့အဲ့ဒီဗီဒီယိုဒီတော့အဲ့တော့ပြောချင်တာပါခင်ဗျားတို့လည်းကြက်တက်ကြည်ထားပါဘယ်နေ့အလံပြထောင်းမလဲဆိုတာစောင့်ကြည့်မယ်အားလုံးပဲစီမကြပါစေဟုတ်ပြီအဲ့လိုရှင်းလင်းချက်တွေတိကျကျပြက်သားသားချပြလိုက်ပြီဆိုရင်ဒီအယူကြီးကိုမြင်တဲ့အမြင်တွေကတမျိုးပြောင်းသွားမယ်ဆဲတဲ့ကောင်တွေလည်းရှိမှာပေါ့ရှင်နော်ဒါဘောမတွေကတောက်လျှောက်ဆဲနေရပဲပိုဆဲအောင်လုပ်နေတာသူတို့ကအခုချိန်မှာသူတို့ရဲ့ဒီဘောမတွေဘက်ကနေစစ်ကောင်စီဘက်ကပြူဟာတမျိုးပြောင်းသွားပြီနော်သူတို့ကိုယ်တိုင်မဆဲတော့ဘူးကိုချင်းချင်းပြန်ဆဲအောင်လုပ်နေတာဒါသူတို့ရဲ့ပြူဟာမဟာပြူဟာကြီးပဲဖြစ်တယ်နော်အဲ့ဒီအတွက်ဆဲရင်ဆဲပါစေအဆဲခံပြီးတော့ပွင့်ပွင့်လေးချပြလိုက်အဲ့ဒီအရာတွေရှင်းသွားပြီဆိုလို့ရှိရင်ဘယ်လိုဆက်သွားမလဲဆိုတဲ့ဟာကိုတည်ချာကြည်လေးလုပ်ဖို့လိုအပ်တယ်နော်လုပ်ဖို့လိုအပ်တယ်အဲ့တော့ကျမတို့ကမပါဝင်တဲ့ဥမာပေါ့ရှင်ကျမပြပြမယ်ထောက်တာဆာဆာနှုတ်ထွက်သွားတယ်ဆိုတဲ့တင်းလေးကြားမှာလေအရန်ပြည်သူတွေစိတ်ဝင်စားပြီးတော့မှတအားဝင်လာကြနော်အဲ့တော့ဒေါက်တာဆာဆာကနောက်တလန်းနဲ့ဒီပြည်သူအတွက်တိုင်းပြည်အတွက်ပဲလုပ်မယ်လို့သူကပြန်ပြီးဖြည့်ရှင်းပြလာတယ်ဖြည့်ရှင်းပြလာတဲ့အခါမှာကျမတို့လက်မခံနိုင်ကြဘာအကြောင်းမှမရှိဘူးဒေါက်တာဆာဆာကိုလည်းအပြစ်ပြောစရာမရှိဘူးအယူကြီးကိုလည်းအပြစ်ပြောစရာမရှိဘူးနော်အဲ့တော့အဲ့ဒီလိုမျိုးရည်ရွယ်ချက်နဲ့မဟုတ်ခင်နဲ့တကယ်လို့ပေါ့လေဒေါက်တာဆာဆာလို့နောက်ထပ်ပုံကူမျိုးပေါ်လာခဲ့မယ်ဆိုရင်တော်လန်ရေးကိုပန့်ပိုးခြင်းနဲ့ရည်ရွယ်ချက်မျိုးမဟုတ်ဘဲနဲ့အယူကြီးကိုစိတ်ပြက်လို့ပါကွာဒါကြောင့်မို့လို့နှုတ်ထွက်ပါတယ်လို့ဘာလို့ပြောလာခဲ့မယ်ဆိုရင်အယူကြီးအနေနဲ့ဖြည့်ရှင်းရမယ်ဟုတ်လားသူတို့ဘာကြောင့်နှုတ်ထွက်လဲအဲ့တော့အဲ့လိုနှုတ်ထွက်တဲ့လူတွေကိုကျမတို့ပြည်သူလူထုကလည်းဘာမှထည့်ပြီးတော့စဉ်းစားစရာမလိုတော့ဘူးပြည်သူအတွက်ဘာမှစက်မလုပ်တော့ဘူးဆိုရင်ပြက်သားနှုတ်ဆက်လိုက်ဖို့လိုတယ်တော်လန်ရေးမှာနော်အဲ့တော့ဒါကျမကဒေါက်တာဆာဆာကိုနမူနာထားပြီးပြောတာဒေါက်တာဆာဆာနှုတ်ထွက်သွားတဲ့ပုံစံကကောင်းသောနှုတ်ထွက်ခြင်းဖြစ်တယ်
ကျမကတကယ်လို့အဲ့ဒီလိုမျိုးမဟုတ်ဖဲနဲ့နော်တော်လန်ရေးမှာဟလာကိုပါဝင်နိုင်တဲ့အတိုင်းအတာလေးနဲ့ပါဝင်လို့ရနေတာကိုလည်းမရတော့ဘူးငါတို့ကတော့အန်ယူဂျီလောက်တာတွေကိုမကြိုက်ဘူးနော်နေရာလည်းမရဘူးဆိုလို့ရှိရင်တော့အန်ယူဂျီနေနဲ့လည်းနှုတ်ဆက်ပြည်သူလူထုအနေနဲ့လည်းနှုတ်ဆက်ဒါတွေပေါ်မှာဝမ်းနေနေကြတယောက်ကိုတယောက်ပြစ်တင်နေကြမလို့တော့ကျမတို့သွားခြင်းနဲ့လမ်းကြောင်းကတကြောင်နေဖြစ်တယ်ဒါကိုနားလည်ထားဖို့နော်အခု EAO တွေအနေနဲ့တိုင်းရင်းသားလက်နက်ကင်တွေအနေနဲ့ဘွားနှုတ်ထွက်သွားပြီနှုတ်ဆက်သွားပြီဒေါ်လာရေးကိုဟုတ်လားMNDAA နှုတ်ဆက်သွားပြီ TNL နှုတ်ဆက်သွားပြီနော်ဒါသူတို့ပြတ်သားသွားပြီဟုတ်လားသူတို့လုံးရက်ဒီကိုတာကျမတို့ကကြည့်ရတော့မှာသူတို့ရဲ့စကားတွေကိုကျမနားထောင်ကျမတို့နားထောင်ဖို့မလိုအပ်တော့ဘူးဟုတ်လားအကယ်၍အန်ယူဂျီနဲ့ချိတ်ဆက်ပြီးတော့ရှင်းလင်းမှုတွေမလုပ်ဘူးဆိုရင်ဆက်ပြီးနားထောင်စရာမလိုတော့ဘူးကျမတို့ကအဲ့တော့သူတို့ဘိုက်ဆိုတော့ကျမတို့ကလည်းဘိုက်ဒီလိုပဲလုပ်ရတော့မှာဟုတ်လားရှိရဲ့လူကိုကြည်လေးဖွဲ့စည်းပြီးတွားရတော့မှာအဲ့တော့ဒီတိုင်းရင်းသားလက်နက်ကင်တွေနေမီတွေပြန်ပေးရတဲ့ကိစ္စတွေအန်ယူဂျီကိုတိုင်ပင်ဆွေးနွေးမှုမရှိPDF တွေကိုတိုင်ပင်ဆွေးနွေးမှုရှိသဘောတင်တူညီချက်မယူဘဲနဲ့သူတို့သဘောနဲ့သူတို့လှုပ်လိုက်တဲ့ကိစ္စတွေမှာကျမတို့ကနောက်ထပ်ဘာအကြောင်းတရားနဲ့ထပ်ပြီးနားလည်ပေးရအောင်ပါလေသူတို့မလုပ်တာတခုပဲရှိတော့တယ်တော်လန်ရေးကိုသစ္စာဖောက်တဲ့အလုပ်ရတခုပဲသူတို့မလုပ်တော့အဲ့ဒါဘာလဲဆိုရင် PDF တွေကိုသူတနက်ပြောင်းလှည့်ပြီးပြန်မတိုက်တော့တာတခုပဲစစ်ကောင်စီနဲ့ပူးပေါင်းပြီးတိုက်ပွဲစစ်ကောင်စီဘက်ကနေပြီးတော့တိုက်ပွဲမဖော်ဆောင်ပေးတာတခုတော့ပဲတော်လန်ရေးကိုအဲ့တခုပဲရှိတော့တယ်တော်လိုင်းကိုသစ္စာဖောက်တယ်နော်အဲ့တော့ကျမတို့ကနားလည်ပေးပြီးတော့မြင်နေရမှာလားအန်ယူဂျီကိုအပြည့်တင်တဲ့လူတွေကိုကျမတို့ကတိတိကျကျလေးစဉ်းစားစီနေတာအဲ့ဒီနော် EAO တွေအကုန်လုံးတော့မဟုတ်ဘူးပေါ့ရှင်နော်ဒါကျမတို့တော်လိုင်းကာလာမှာမြင်နေကြားနေရတဲ့အရာတွေအတိုင်းကြည့်မယ်ဆိုရင်သူတို့ပြန်ပေးလိုက်ရတဲ့နေနေတွေဟုတ်လားအဲ့ဒီအတွက်ပြည်သူလူထုကမနှမျောရဘူးလားနှမျောရမှာပဲလေကျမတို့ပေးခဲ့ရတဲ့အသက်တွေဒီအပေါ်မှာကျမတို့ကသင်ခန်းစာယူရမယ်ဒါကိုကျမတို့ကအပြစ်ပြောနေလို့လည်းဘာမှမထူးတော့ဟုတ်လားသူတို့ကိုပြစ်ပြောတာမဟုတ်ကျမတို့ဘလို့ဆက်သွားရမယ်ဆိုတာပြောတာအဲ့တော့ဒီပုံမှာကျမတို့သင်ခန်းစာယူရတော့မယ်သူတို့မလုပ်တာတခုပဲရှိတော့တယ်အဲ့ဒါကဒီ PDF တွေဘက်ကိုတနက်ပြောင်းပြန်မလှည့်တာတခုပဲရှိတော့တယ်သူတို့တော်လန်ရေးမှာသူတို့ရဲ့ပါဝင်မှုနော်သူတို့အရင်တော့ဘလို့ပဲပါဝင်ခဲ့သည်ဖြစ်စီတော်လန်ရေးကခါပြတ်သွားလို့မရတော်လန်ရေးမှာလမ်းတော့မှာရက်လိုက်တယ်ဆိုတာအဲ့ဒါကဒီတော်လန်ရေးမှာပါဝင်ပတ်သက်မှုမရှိတော့ဘူးနော်ဒီစစ်ကောင်စီနဲ့ပူးပေါင်းသွားတဲ့ကိစ္စဘာမှဒီဖွဲ့စည်းကိုနားလည်ပေးနေကြဆက်ပြီးတော့ပါလာပါအော်နေစရာမလိုတော့ဘူးကျွန်မပြောတာလွတ်လိုက်တော့လက်လွတ်လိုက်တော့နော်လက်လွတ်လိုက်တော့အဲ့တော့ကျမတို့ကအဲ့ဒီလိုမျိုးပြက်တာပေးသူကဘာဆိုတာသိသွားပြီဆိုလို့ရှိရင်ကျမတို့ကရှိတဲ့လူလေးတွေနဲ့ PDF တွေတော့ဒီ EAO တွေထဲမှာလည်းပါလာမဲ့လူတွေတည်တည်ချာချာတိလေးဖွဲ့ပြီးအန်ယူဂျီကဒါကိုအားဆက်ပြီးတော့တစ်ဖက်မှာလောက်ရတစ်ဖက်ကနိုင်ငံရေးလုပ်နေရတယ်နိုင်ငံရေးအရာလေကန်ထုတ်နေရတယ်ထုတ်နေတာပေါ့တစ်ဖက်မှာလည်းဒီလုပ်ရက်တွေကိုလုပ်ရတော့ဘာဖြစ်လို့လဲဆိုစစ်ကောင်စီက view ဟာကြကြလုပ်နေတာအရင် view ဟာသူတို့ရဲ့ view ဟာအောင်မြင်တယ်အဲ့ဒီ view ဟာကဘာအောင်မြင်တာလဲဆိုရင်စစ်ရေး view ဟာမဟုတ်ဘူးเนาะစစ်နဲ့တိုက်ပွဲဖော်ဆောင်ပြီးတော့အောင်မြင်တဲ့ view ဟာမဟုတ်သူတို့အောင်မြင်တယ်တိုက်ပွဲမှာအောင်မြင်တယ်ဆိုတော့သူကလေရင်သုံးပြီးအင်အားသုံးပြီးလက်နက်ကြီးတွေသုံးပြီးတော့ငွေတွေအလုံးလောက်သုံးနိုင်ပြီးတော့မှအောင်မြင်တာမျိုးဖြစ်တယ်ဒါပေမဲ့သူတို့ view ဟာအောင်မြင်တယ်ဆိုတာကျမတို့အချင်းချင်းသားထဲမှာသွေးကွဲနေပြီကိုတင်ထားတဲ့အစိုးရအောင်ကိုပြန်ပြီးတော့ဟာလာပြိုကွဲပြက်စီအောင်ပြောနေဆိုနေကြတာတွေစစ်ကောင်စီရဲ့ view ဟာဖြစ်တယ်ဒါကိုကျမတို့ကတည်တည်ချာချာနားလည်ဖို့လိုတယ်ဆိုတဲ့အကြောင်းကိုကျမကပြောတာနော်အဲ့တော့သူတို့ကဘီလာရုနိုင်ငံတို့နဲ့အခုချိန်မှာဆွေးနွေးနေတယ်အဲ့ဒီအကြံဉာဏ်တွေရောသူတို့စီရေးအကြံဉာဏ်တွေဒီနိုင်ငံရေးမှာဘလို့ view ဟာတွေချရမယ်ဘလို့သွေးခွဲရမယ်ဘလို့စိုက်ဝါးထည့်ရမယ်ဆိုတဲ့အကြံဉာဏ်တွေလည်းသူတို့မှအကြံကောင်းဉာဏ်ကောင်းတွေပတ်စံပြီးရနေသူတို့နိုင်ငံတွေကနေဘာပဲပေးရဖိနေပေးရဟာလားတမီးပဲပေးရမရားပဲပေးရသူတို့အကြံကောင်းဉာဏ်ကောင်းတွေကိုအလဲလဲလုပ်ပြီးသူတို့ယူနေတာတရုတ်စီကလည်းအကြံကောင်းဉာဏ်ကောင်းတွေသူတို့ရနေတယ်ဟုတ်လားအဲ့တော့လက်နက်ကလည်းတခြားကဘာကြီးတစ်ကဘာလုံးကဒီမင်းအောင်လိုင်းလက်နက်မထောက်ပံ့ဆိုရင်တော့လက်နက်ထောက်ပံ့မဲ့မီလာရုစ်နိုင်ငံလိုမျိုးနိုင်ငံတွေရှိတယ်နော်ထောက်ခံနေတဲ့နိုင်ငံတွေရှိတယ်တရုတ်နိုင်ငံရှိတယ်ရုရှားနိုင်ငံရှိတယ်ဒါနဲ့နေလုံလောက်နေပြီအဲ့တော့အဖက်ဖက်ကစစ်ကောင်စီကတာနေတဲ့ပုံမှာကျမတို့ဘက်ကအစိုးရခေါင်းဆောင်တွေကိုဘလို့တာအောင်လုပ်ရမယ်ဆိုတော့ကျမတို့ပြည်သူကလည်းဒါလမ်းကြောင်းပြပေးဖို့လိုအပ်တယ်လို့တကယ်တိုင်းရင်းသားလက်နက်ကိုင်တွေခေါင်းဆောင်တွေနော်ခေါင်းဆောင်ဆိုတာအားလုံးကိုပြောတာနော်တိုင်းရင်းသားလက်နက်ကိုင်တစ်ခုလုံးပြောတာမဟုတ်ဘူးဒီဗမာတွေကခေါင်းဆောင်တွေအဲ့ဒီလက်အောက်တွေမဝင်တဲ့ခေါင်းဆောင်တွေအပါဝင်ဒါကျမတို့ကဘယ်လိုဆက်သွားရမလဲဆိုတော့သိတဲ့ချာနော်အခုချိန်မှာမာနတွေခွာချပြီးတော့မှအတ္တတွေကိုခွာချပြီးတော့မှပြည်သူမျက်နှာကိုတကယ်မူပြီးသွားပါပြောချင်လူတွေကတော့អော်နေကြတာပဲပြည်သူမျက်နှာကိုမူပါပြည်သူမျက်နှာကိုမူပါဒါပေမဲ့လုံနေတဲ့လုံရက်တွေကသူတို့မညီညွတ်တာတခုလေးနဲ့ပြည်သူမျက်နှာကိုမူမနေတာပဲအဲ့ဒါတော့နော်အဲ့တော့ပြည်သူမျက်နှာကိုတကယ်မူပြီးသွားမယ်ဆိုလို့ရှိရင်တကယ်စီးလုံးမှုသွားရမယ်အဲ့ဒီစီးလုံးမှုဒီနံပါတ်1ကျမတို့တော်လန်ရေးကိုဥပြန်ထောင်လာနိုင်မဲ့ view ဟာတခုဖြစ်တယ်အကယ်၍အဲ့တိုင်းသွားလို့မရတော့ဘူးဆိုလို့ရှိရင်
ရှိတဲ့အဖွဲတွေနဲ့ပဲလက်တွဲပြီးတော့ခိုင်ခိုင်မာမာချစ်ချစ်လေးလေးနဲ့ကိုရတယ်ကိုတက်နိုင်တဲ့ view ဟာနဲ့ပဲဆက်ပြီးသွားပြီးတော့ဒီဘယ်လိုသွားမလဲပေါ့ရှင်ပျောက်ကြားနဲ့ဘယ်လိုသွားမလားနော်အဲ့တော့အဲ့ဒီလိုမျိုးရှိတဲ့လူနဲ့ပဲကျမတို့ကမြန်မာပြည်အလဲပိုင်းကြီးကိုအားစိုက်ရမှာဖြစ်တယ်အခုအညာမြေဟာအရန်ကုန်မှာအရေးကြီးနေတဲ့စစ်ကောင်စီနောက်ထပ်ထိုးစစ်ဆင်မဲ့နောက်ထပ်တိုက်စစ်စင်ရေးလုပ်မဲ့နေရာဖြစ်တယ်အညာကြရှုံသွားရင်တော့ကျမတို့ရဲ့တော်လှန်ရေးချီနေက30 80ဖြစ်သွားလိမ့်မယ်စစ်ကောင်စီက80ရာခိုင်နှုန်းထိန်းချုပ်နိုင်ပြီးတော့တော်လှန်ရေးဘက်က30ရာခိုင်နှုန်းဖြစ်သွားမယ်အဲ့ဒီလိုဆိုရင်မဆက်ဖြစ်လာမယ်ဆိုတော့တော်လှန်ရေးကရက်မှာလားဆိုမရက်ဘူးဆက်ပြီးတော့သွားနေမယ်ဒါပေမဲ့တပိန်ပိန်တလိန်လိန်နဲ့သွားနေရမယ်တော်လှန်ရေးဖြစ်သွားမယ်နှစ်100လောက်ဆက်ပြီးကြာသွားမယ်အဲ့တော့ကျမတို့ကဘာလိုချင်တာလဲကိုဘာဖြစ်ချင်တာလဲဘယ်လိုသွားသိလဲဆိုတာကိုသေးသေးချာချာပလန်ချစဉ်းစားပြီးသွားရတော့မယ်အချိန်တန်နေပါပြီလို့ပြောချင်ပါတယ်အားလုံးပေါ့ရှင်နော်